မေပြန်လာရင်သမီးတို့ကဖျဲသီးဝယ်လာခဲ့မယ်နော်သမီးကြိုက်တယ်ဖျဲသီးနေခဲ့ကြလားအိမ်မှာဆော့နေခဲ့နော်အိမ်မှာဆော့နေခဲ့လို့သမီးလိုက်လို့မရဘူးသမီးလိုက်လို့မရဘူးကြလားအန်တီယကုတ်ကတ်တက်နေတယ်အိမ်မှာနေခဲ့ကြလားအိမ်မှာဆော့နေခဲ့နော်နော်လို့လာသမီးအိမ်မှာဆော့နေခဲ့နော်စစ်မေပြန်လာရင်သမီးကြိုက်တယ်ဖျဲသီးဝဲလာတယ်ကြလားကြလားလို့ကြလားလို့အပြင်သွားကြရှိလို့သမီးခေါ်တော့လို့မရကြလားကြလားလို့နော်သမီးလေအိမ်မှာနေခဲ့နော်ကြလားလာသမီးကလိမ်ပါလေလားလားလို့အောက်နေခဲ့လားဆင်းနေခဲ့မေခေါ်တော့လို့မရလို့ပါသမီးလေးခေါ်တော့လို့မရဘူးသမီးအိမ်မှာဆော့နေခဲ့ကြလားနော်နော်လို့သမီးကလိမ်ပါတယ်မလားလိမ်ပါတယ်မလားလို့ခလေးလေးလိမ်ပါတယ်မလားလိမ်ပါရင်ဆင်းလာမေကြည့်လားခလေးလေးလိမ်ပါတယ်ဆိုဆင်းလာမလိမ်ပါဘူးလားမလိမ်ပါရင်မချစ်တော့ဘူးနော်မေကမလိမ်ပါရင်မချစ်တော့လာခလေးလေးလိမ်ပါလားမခလေးလေးလာလာပါသမီးလေးလာလူမခေါ်မစိုးနေတာမေခေါ်သွားလို့မရလို့ပါသမီးကအခုကကြောင်းသွားတာမဟုတ်ဘူးမေအပြင်သွားမလို့ကလေးလေးနေခဲ့ရမယ်လေခေါ်လို့မရဘူးမေဒီမှာအင်တာဗျူးသွားဖြေရမှာကြားလားမေအင်တာဗျူးဖြေရမှာမလို့လေနော်လာကလေးလေးလိမ်မာလားကလေးလေးလာဆက်လာမေကလေးလေးလိမ်မာလားလာဆင်းလာဟုတ်ပါကလေးလေးကလိမ်မာတယ်မေကလေးလေးဒါမှငါတမီးလို့အိမ်မှာဆော့နေခဲ့နော်တမီးကြလားနော်တမီးအိမ်မှာဆော့နေခဲ့နော်မေပြန်လာရင်တမီးကြိုက်တဲ့ဟာဝဲလာခဲ့လာနေခဲ့လို့နေခဲ့ဦးလားမလိမ်မာဘူးလားပြောမလိမ်မာမချစ်တော့ဘူးနော်မေကမလိမ်မာဘူးလားအိမ်မှာဆော့နေခဲ့လို့မလိုက်ရအောင်နေခဲ့ဆင်းနေခဲ့အောင်နော်